အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဇွဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံရဲ့အိမ်တော်တော်များများမှာကိုးကွယ်ထားတဲ့ဒီအိမ်တွင်းနတ်ပေါ့နော်မြင်းမဟာဂိရိနတ်လို့လည်းခေါ်တယ်ဗျအိမ်တွင်းနတ်ရဲ့အကြောင်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဗျလူချင်းမင်းတို့အိမ်မှာကိုးကွယ်ထားတဲ့အိမ်တွင်းနတ်ရဲ့သူ့ရဲ့လူဘဝပေါ့နော်သူ့ရဲ့လူဘဝတော့နာမည်ကပပဲမောင်တင့်တယ်လို့ခေါ်တယ်ဗျပပဲမောင်တင့်တယ်ရဲ့မိဘနှစ်ပါးပေါ့နော်အဖေကကြတော့ဦးတင့်တော်အမေနာမည်ကကြတော့မတ်နော်တဲ့ဒေါ်နော်ပေါ့လေပပဲမောင်တင့်တဲ့ဖခင်ဦးတင့်တော်ကဆိုရင်လေဒီပပဲပညာကိုအရန်တော်တဲ့လူတစ်ယောက်ပေါ့လေအဲ့ဒီလိုပဲသူ့သားမောင်တင့်တဲ့လက်ထက်ရောက်တဲ့အချိန်မှာလဲပပဲပညာကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်တယ်ပေါ့ဗျာအဲ့ဒါကြောင့်လဲပပဲမောင်တင့်တယ်လို့ခေါ်ကြတာပေါ့ပပဲမောင်တင့်တဲ့ကသူ့မှာမွေးချင်းနှစ်ယောက်ရှိသေးတယ်သူကတော့အကြီးဆုံးသားပေါ့လေပပဲမောင်တင့်တဲ့အောက်ကသူ့ညီမလေးနာမည်ကကြတော့စောမြတ်လာလို့ခေါ်တယ်စောမြလာရဲ့အောက်ကသူညီမအငယ်ဆုံးလေးနာမည်ကကြတော့မဲတွေးဖြူတဲ့ထွေးဖြူပေါ့လေပြောရမယ်ဆိုအထွေးဆုံးလေးမို့လို့ပေါ့ဒီပပဲမောင်တင်းတယ်ကခန္ဓာကိုယ်ကလည်းကြန့်ခိုင်းတယ်ရုပ်စင်းအင်္ဂါကလည်းချောမောတယ်အရာမောင်းကလည်းအမြင်ကြီးပေါ့ဗျာအဲ့ဒါအပြင်ကမှဒီပပဲပညာမှာလည်းတစ်ဖက်ကန်းခတ်တက်မြောက်တယ်အရန်ကျွမ်းကျင်တာပေါ့ပပဲမောင်တင်းတယ်ကဘလောက်ထိအားတန်လဲဆိုရင်သူ့ရဲ့ညာဘက်လက်တစ်ဖက်ထဲမှာတယ်ပေါင်100ရှိရဲ့တူကိုမနိုင်တယ်ဗျသူ့ရဲ့ဘဲဘက်လက်မှာဆိုရင်ပေါင်90ရှိတဲ့တူကိုမနိုင်တယ်သူကသူ့ရဲ့ပပဲပုံမှာပပဲတစ်ခါထုလို့ရှိရင်တိုင်းပြည်တစ်ပြည်လုံးကကြားရတယ်ဗျသူ့ရဲ့ပပဲလှုပ်တဲ့လက်ရာကိုအရန်ကြိုက်ကြတဲ့အတွက်တခြားတိုင်းပြည်တွေနေမြေပေါင်းစုံကလူတွေအကုန်လုံးကတော့လာပြီးတော့သူ့စီမှာပပဲလက်အပ်ရတယ်ပေါ့လေဒီဓာတ်လန်လက်နက်တွေတခြားတော့တန်နဲ့လှုပ်တဲ့အသုံးဆောင်ပစ္စည်းတွေပေါ့လေအဲ့လိုမျိုးဟာတွေကိုလာပြီးတော့သူ့စီမှာလက်အပ်ရတယ်တကူတကအဲ့လောက်အထိတောင်ပပဲမောင်တင်တယ်ကတော်တယ်ပေါ့ဗျာပြီးတော့သူ့ရဲ့နံပါတ်တော်စောမြတ်လှကလည်းအရန်လှပတဲ့မိန်းကလေးတစ်ယောက်ရုပ်အစင်းကလည်းပြည်စုံတယ်အကျင့်စရိုက်ကလည်းကောင်းမွန်တယ်ရွှေအစင်းရှိရပေါ့ဗျာစောမြတ်လှကိုတိုင်းပြည်ထဲမှာရှိနေတဲ့ကာလာသားတွေဒီမူးမတ်တွေအကုန်လုံးကလည်းလာပြီးတော့ပိုးပန်းကြတာပေါ့လေဒါပေမဲ့လည်းပပဲမောင်တင်းတဲ့ရဲ့ခန္ဓာကိုယ်ထွားချိုင်းမှုကြောင့်သူ့နှမစောမြတ်လှကိုအနာသိမ့်မကတ်ရဲကြဘူးပေါ့လေတိတ်ပြီးတော့အရောတွင်မလှုပ်ရဲကြဘူးပေါ့ဒီပပဲမောင်တင်တဲ့ကြောင့်လေအဲ့လိုနဲ့ဆက်ပြောရမယ်ဆိုလို့ရှိရင်ပကံခက်တင်လဲကြောင်မင်းလက်ထက်ဒီတကောင်းပြည့်ရှင်မင်းကတော့တကောင်းပြည့်ရှင်မင်းကြီးအနေနဲ့ပဲဒီတကောင်းပြည်ကိုအုပ်ချုပ်နေတာပေါ့လေပပဲမောင်တင်တဲ့ကတကောင်းပြည်ဘက်မှာနေတာဗျအဲ့တကောင်းပြည့်ရှင်မင်းကြီးရဲ့ဒီမြို့တော်ဝင်နေမူးမတ်ဒီအဲ့လိုလူတွေကတော့စောမြတ်လှကိုလာပြီးပိုးပန်းကြတယ်စောမြတ်လှကလည်းညင်းတာပေါ့လေအဲ့တော့စောမြတ်လှ